ပါအခုညဟောပေးမှာတော့ဒီကက်ကလေးပဲဖြစ်ပါတယ်အခုကဒီညမှာဖွင့်ထားတဲ့ကက်လေးပါဘယ်သူမှမဟောပေးရသေးပါဘူးအဲ့တော့ဒီညကက်ကလေးနဲ့ဟောပေးပါမယ်အခုချိန်မှာလုံးဝပျော်ရွှင်နေရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ပြောတဲ့စကားတွေနဲ့ကိုယ့်ရဲ့လုပ်တဲ့အလုပ်တွေနဲ့ဟန်ကျစ်နေတယ်အစအလုံးမဟုတ်တော့တာတခုကဘာလဲဆိုတော့အလုံးမှန်တယ်များမလုပ်တော့ဘူးကိုတကယ်ကိုစိတ်ပါလက်ပါဖြစ်မှာကိုတကယ်ကိုဝါသနာပါမှကိုတကယ်ကိုအားစိုက်ထုတ်နိုင်မှတကယ်ကိုလုပ်တော့မှာအဲ့ဒီတိုင်းနဲ့ကိုယ့်ရဲ့ကဘာကြီးကိုကိုကကူညီနိုင်တော့မှာကိုယ့်ရဲ့အတွေးတွေကလည်းမှန်နေတယ်ကိုယ့်ရဲ့အတွေးမှလည်းပျော်နေတယ်ကိုယ့်ရဲ့အလုပ်တွေမှလည်းပျော်နေတယ်ဆိုတာခံစားမိလာလိမ့်မယ်ပျော်နေရလားဆို yes ဒါပေမဲ့တခုရှိတာအဝတ်စားဝတ်တဲ့အချိန်မှာအနစ်ရောင်တွေကိုတကယ်ရှောင်ပေးပါဘာကြောင့်အဲ့လိုပြောတာလဲဆိုဒီမှာကြည့်လိုက်အောက်ကအပြာရောင်လေးပါတယ်အပြာနုရောင်တို့အပြာရောင်တို့ဒီလိုအဖြူရောင်တွေများများဝတ်ဆင်ပေးပါအတွေးတွေပိတ်မိမနေအောင်လို့ပြီးလို့ရှိရင်ကိုယ့်ရဲ့ဆရာသမားတွေတိရွဖြစ်စေမတိရွဖြစ်စေ3-4ယောက်မှပြင်ပစော်ကားမိခဲ့ရင်တောင်းပန်လိုက်ပါသူတို့ကကိုယ်ချစ်လို့ပဲပြောပြောမုန်းလို့ပဲပြောပြောတစ်စက္ကန့်သမီးနဲ့ဆိုတော့သူတို့ကကိုယ့်ရဲ့ဆရာသမားပဲဖြစ်တယ်အဲ့တော့သူတို့အပေါ်မှာကာယကံဝစီကံနဲ့ပြင်ပခဲ့ရင်တောင်းပန်ပါတယ်ဒါလေးပဲဘာမှမခေရင်ဘူးပါဇက်ကဒါလေးထုတ်ပြောရုံပဲအဲ့ဆိုရင်ကိုသွားခြင်းတဲ့နေရာကိုသွားခြင်းတဲ့အလောက်ကိုင်းအခွင့်အလမ်းတက်တေမှာပေါ်လာမှာဖြစ်တယ်အခုချိန်ကပျော်နေရပြီလားဆိုတကယ်ပျော်နေရပြီဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့အခုနေကအတွေးနေရမျိုးအခွင့်အလမ်းနေရမျိုးအဲ့ဒါတွေကပိတ်မိနေတာအိမ်သက်ဝယ်နိုင်မှာလားဆို yes ဝယ်နိုင်လာလိမ့်မယ်ဖြည်းဖြည်းချင်းကိုယ့်ရဲ့ဆရာသမားတွေပေါ်တိတက်ပေးပါအဲ့လိုပဲကိုယ့်ကိုလည်းယုံကြည်မှုရှိလာမယ်ကိုဝတ်ချင်တဲ့ဝတ်စားကိုလိုချင်တဲ့အရာတွေကိုဘလောက်ကြီးပဲခက်ခဲရအောင်ယူတော့မယ်ဆိုတဲ့အတွေးမျိုးတွေတွေးလာမယ်အဲ့လိုပဲကိုလက်ခံတတ်လာမယ်ကိုလှတာမလှတာဘေးနာလူတွေပြောတာမလိုအပ်ဘူးကိုပဲမြင်လာလိမ့်မယ်ကောင်းတယ်အဲ့တော့ဘလောက်ခက်ခဲသွားမယ်လို့ဆုံးဖြတ်ရင်သွားပြလိုက်မယ်တကယ်လဲသွားပြလိုက်မယ်လုံးဝကိုကြိုက်တဲ့နေရာကိုပျော်ရွှင်မဲ့နေရာပဲကိုရွေးချယ်ပြသွားလိုက်မယ်ကောင်းတယ်ဆက်သွားပါအဲ့ဒီရာပျော်ရွှင်ရနိုင်မယ်အပြင်လောကမှာဆိုခရီးထွက်ဖြစ်လိမ့်မယ်အဲ့ခရီးကကိုယ့်အတွက်တကယ်ကိုအသိဉာဏ်ပွင့်စေမဲ့အရာနှလုံးသားလေးနဲ့ယဉ်ပြီးရမယ်အရာတွေအများကြီးရှိသေးတယ်ကောင်းတယ်အဲ့တော့じゃဘာဖြစ်လာမလဲဆိုလူတွေနဲ့ပတ်သက်ရတာမိုက်လာမယ်လူတွေကကိုယ့်ကိုဆရာတဆူလို့သူတို့မှားခဲ့တာတွေအကုန်လုံးကိုလည်းလွှတ်ချပြီးကိုယ့်ကိုဆရာတင်လာလိမ့်မယ်ကိုယ့်ရဲ့အတွေးတွေမှန်ကန်လာမယ် universe နဲ့ကိုယ်နဲ့တသားတည်းဖြစ်လာမယ်ကိုယ့်အိတ်ချိန်တွေမှန်လာမယ်ကိုယ်ဆူတောင်းတာတွေပြည့်လာမယ်ကိုပို့ပြီးချစ်တတ်လာလိမ့်မယ်ကျေးဇူးတင်ပါတယ် namaste